Hello အားလုံးပဲမင်္ဂလာပါရှင် ET Fashion ကနေကြိုဆိုပါရနော်ဒါလေးကတော့မမင်းတို့ပင်ရင်းဆိုင်ဘဝမြင့်ဆိုင်ခွဲလေးမှာပါရှင်ငမွေးဆိုင်ခွဲတင်လေးဖွင့်တာလဲမမင်းတို့အခုဆိုရင်6ရက်မြောက်ကိုရောက်လာပြီပေါ့နော် promotion လေးချထားတယ်ဒီနေ့က6ရက်မြောက်ဖြစ်ပါတယ်မမင်းတို့တပတ်တိတိချပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့မနက်ဖြန်ကတော့နောက်ဆုံးနေ့လေးဖြစ်တာမလို့ဒီနေ့နဲ့မနက်ဖြန်ကိုအချိန်ရရဲဆိုရင်လာပြီးတော့နီးစပ်ရဆိုင်ခွဲလေးမှာလာရောက်အားပေးပါအောင်နော်ဒီလိုချပေးထားတဲ့ promotion လေးကတော့ဒီဆိုင်လာဝယ်တဲ့ customer တီးတန်ပေါ့နော်ပင်ရင်းဆိုင်မှာဖြစ်ဖြစ်ဆိုင်ခွဲမှာဖြစ်ဖြစ်လာဝယ်မယ်ဆိုရင်တစ်ဆိုင်လုံးကြိုက်တာယူတစ်ထည်ကို3000ကျပ်တီ shop ပေးမှာဖြစ်ပါတယ်နှစ်ထည်ယူရဆိုရင်လည်းတစ်ထည်ကို3000 shop ပေးမှာဆိုတော့နှစ်ထည်ဆိုရင်6000တော့သက်သာသွားပြီနော်အဲ့တော့များဝယ်များတန်တဲ့အစီအစဉ်လေးမလို့ promotion ရလည်းဒီနေ့နဲ့မနက်ပြန်2ရက်ပဲကြာတော့မလို့နီးစပ်ရဆိုင်လေးကိုလာရောက်အားပေးဖို့အားလုံးဖိတ်ခေါ်ပါတယ်ရှင်ဘဝမြင့်ပင်ရင်းဆိုင်လေးကတော့ပိတ်ရက်မရှိမနက်9:00နာရီခွဲကနေည9:00နာရီထိဖွင့်လှစ်ထားပါတယ်။ဆိုင်လိပ်စာလေးကတော့အမှတ်တီ30အာနန္ဒာဖျားလန်းတင်ငန်းကျွန်းဘဝမြင့်မတိုင်အနီးမှာတည်ရှိတာဖြစ်ပါတယ်ရှင်။ဘဝမြင့်မတိုင်မှာဆင်းပြီးတော့မျက်စောင်းထိုးမှာပေါ့နော်။ထပ်ပညာရေးကိုပိုင်ထက်တန်းကျောင်းတိုက်အစိမ်းအောင်အကြီးရှိပါတယ်။သူ့ဘေးကလမ်းလေးထဲဝင်လာရင်9တိုင်းမြောက်လောက်ဆိုမင်းတို့ဆိုင်လေးကိုရောက်ပါပြီရှင်။ငမွေးဆိုင်ခွဲလေးကတော့ပိတ်ရက်မရှိမနက်10:00နာရီကနေည9:00နာရီခွဲထိဖွင့်လှစ်ထားပါတယ်ရှင်။ငမွေးဆိုင်ခွဲလေးကိုလာမယ်ဆိုရင်စံပြစည်းမှတ်တိုင်မှာဆင်းပြီးတော့မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ပေါ့နော်သူ့ဘေးလမ်းလေးကိုဝင်လာမှာဖြစ်ပါတယ်ရှင်အဲ့လမ်းလေးကဗဟိုလမ်းပေါ့နော်မင်းတို့ကဗဟိုလမ်းနဲ့ငမွေး6လမ်းတောက်မှာရှိတာဖြစ်ပါတယ်ရှင် promotion လေးကနှစ်ဆိုင်လုံးမှာချပေးထားဖြစ်တာမလို့နှစ်ဆိုင်လုံးနီးစပ်ရဆိုင်ခွဲကိုလာခဲ့ဖို့အားလုံးဖိတ်ခေါ်ပါရနော်